ဆက်လက်ပြီးတော့ဖျက်ပြပေးသွားပါမယ်ရှင်။ဟန်ဆောင်မှုတွေရဲ့နောက်ွယ်ကမျက်နှာအစစ်ကိုမြင်အောင်ကြည့်ခြင်းလူမှုပတ်ဝန်းကျင်မှာရှင်သန်ရတာမလွယ်ပါဘူး။ပေါင်းသင်းဆက်ဆံရေးဆိုတဲ့မဖြစ်မနေပြုမှုရမယ်အလေးအထားကြီးကြောင့်လူတိုင်းလူမျက်နှာဖုံးဆွတ်ထားကြရတယ်။သူ့ထက်ငါပိုပြီးတော်ကြောင်းတက်ကြောင်းထက်ကြောင်းမြက်ကြောင်းဟန်ဆောင်နိုင်မှလူချင်းတပြေးညီရှင်သန်ခွင့်ရနိုင်တယ်။အပြောကောင်းအဟောကောင်းမှအပြုံးလေးရောအရေးလေးပါဟာတလေးနှောပေါင်းတက်တင်းတန်းမှသူ့ထက်ငါပိုပြီးအတွေးကောင်းအကြံကောင်းအမြင်ကောင်းမှလူဖြစ်နိုင်ခွင့်ရကြတယ်။မျက်နှာဖုံးအောက်မှာတော့လူတိုင်းလူစိတ်မလုံးကြုံမှုတွေမနာလိုမှုတွေအခဲမကြည်မှုတွေမသေးချာမှုတွေမရေရာမှုတွေအကြားတဝဲလဲလဲဖြစ်နေကြတာကြီးပါပဲမြင်သမျှအဟုတ်ကြီးထင်လို့မရပါဘူးမျက်နှာဖုံးဆွထားကြတာချင်းအတူတူမှုမျက်နှာဖုံးအောက်ကတကယ်မျက်နှာစိတ်ကိုမမြင်နိုင်ပဲတစ်ဖက်သားဘာတွေဖြစ်နေလဲဆိုတာဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူးမာယာတွေနဲ့လှည့်စားနေကြရပါတယ်ဒီမာယာတွေကိုမြင်အောင်ကြည့်တတ်ဖို့ပရိယေတွေကိုတင်ယူထားရပါမယ်ဒါမှသာမျက်နှာဖုံးအောက်ကမျက်နှာကိုမျက်နှာဖုံးဆွထားလျက်နဲ့မြင်အောင်ကြည့်ပြီးဆရာပီအထာကြပေါင်းသင်းဆက်ဆံတတ်ပါလိမ့်မယ်လူဆိုဒီမှာလူဆိုတဲ့တတ္တဝါကအင်မတန်တရုပ်ဆောင်ကောင်းတဲ့တရိษံတွေဖြစ်တယ်မွေးကင်းစားကလေးငယ်အရွယ်ကလေးကကိုလိုချင်တာကိုမရအောင်ငိုပြီးတော့ပဲဖြစ်စေရဲပြီးတော့ပဲဖြစ်စေအကြည့်လေးတစ်ချက်အတန်လေးတစ်ခါပေးလိုက်ရုံနဲ့မိဘတွေဘက်ကလူလားလှုပ်ပေးကြအောင်ဟန်ဆောင်တတ်ကြတယ်။တရုပ်ဆောင်ပညာဆိုတာကတင်ယူစရာမလိုပဲတက်မြောက်လာကြတဲ့တခုတည်းသောမွေးရပါလူသားပါရမီဖြစ်တယ်။ကို့အနေနဲ့မဖြစ်မနေအနိုင်ယူဖို့လိုအပ်လာပြီဆိုရင်အကောင်းဆုံးနဲ့အကညီဆုံးရွေးချယ်စရာလက်နက်ကဟန်ဆောင်ကောင်းမှုပါပဲ။အပေါင်းအသင်းကြားမှာကို့အပေါ်လူသားရဲ့ဂရုစိုက်မှုရှိစေခြင်းလားအခြေအနေအလိုက်ဟန်ဆောင်ကောင်းတတ်ဖို့ပဲလိုပါတယ်လူကြားသူကြားတဲ့ထင်ပေါ်ဖို့လူနေသလားဝေကောင်းစားလာနဲ့အပြုံးအဟောကောင်းရင်လူပုံအလဲမှာစံတင်လောက်เสียအနေအထားအထိရောက်အောင်လုပ်လို့ရပါတယ်ငယ်ကလေးကတက်မြောက်ကျွမ်းကျင်ထားတဲ့တရုပ်ဆောင်ပညာကအသက်ကြီးသည့်အထိအစွမ်းထက်အလုပ်ဖြစ်နေတော့မှာကိုအသက်မွေးဝမ်းကြောင်းအတွက်လုတ်ကင်စားတော့ရင်လေယာရုအလိုက်နေရအလိုက်ဟန်ဆောင်ကောင်းရင်ဟန်ဆောင်ကောင်းသလောက်အကျိုးဖြစ်နိုင်ပါတယ်အခြေအနေရတန်ရှင်းရေးနေရဝင်လို့ရရင်လေတန်ရှင်းရေးကောင်းတယောက်လိုတရုပ်ဆောင်ကောင်းနိုင်ရင်တန်ရှင်းရေးဘဝကနေလွတ်ပြီးကြီးကြပ်ရေးမှုဖြစ်သွားနိုင်ပါတယ်ဒါမှမဟုတ်ပါမောက္ခစပွဲတို့စစ်ဘိုလ်ကြီးစသဖြင့်မျက်နှာဖုံးအမျိုးအလိုက်နေတဲ့ထိုင်တတ်တဲ့လူတွေကလူဖြစ်နိုင်ပါတယ်ထူးချွန်ပြောင်းမြောက်တဲ့တရုပ်ဆောင်ကောင်းတွေဆိုပေမဲ့အဲ့ဒီလိုဟန်ဆောင်နေရတာကကိုယ့်ဘဝအပေါ်အလွမ်းမိုးအနှိမ့်ဆက်နိုင်ဆုံးသောဒဏ်ခတ်မှုတစ်ခုဖြစ်နေတတ်တယ်မျက်နှာဖုံးနဲ့နေရတာကတာဝန်ဝတ္တရားကြီးတစ်ခုလိုထမ်းဆောင်နေရပြီးနားခွေမရှိအပန်းဖြေခွေမရှိတဲ့ရာသက်ပံအချိန်ပြည့်အလုပ်ကြီးလိုဖြစ်နေတတ်တယ်။ဒါပေမဲ့လည်းလူမအပဘဲတော်ဝါကမှလူသားလူမျိုးပေါင်းသင်းဆက်ဆံရေးကောင်းတဲ့အဆင့်အထိစင်ကဲတိုးတက်ခွင့်မရခဲ့ဘူး။သမိုင်းမတင်မီအချိန်လွန်ခဲ့တဲ့နှစ်ပေါင်းထောင်တောင်းချီတဲ့အချိန်တုန်းကလူသားတွေရဲ့ဘိုးဘေးတွေဟာတဦးနဲ့တဦးအတန်မပါတဲ့တခြားဆက်ဆံမှုစနစ်တွေနဲ့ပေါင်းသင်းခဲ့ကြတယ်။ဒါပေမဲ့ဘာသာစကားကိုတီထွင်ဖန်တီးလိုက်နိုင်ပြီးကြတဲ့ကစကားပြောဆိုခြင်းဆိုတဲ့ပေါင်းသင်းဆက်ဆံရေးနည်းစနစ်ကြီးဟာတခြားကူးလူဆက်ဆံမှုစနစ်တွေဖြစ်တဲ့ကိုယ်အမူအရာနှုတ်အမူအရာနဲ့မျက်နှာအနေအထားတွေနဲ့ရောထွေးပေါင်းဆက်သွားတော့လူသားရဲ့ပေါင်းသင်းဆက်ဆံရေးအလုပ်ကြီးကပိုရှုပ်ထွေးသွားခဲ့တယ်လို့ပိုလေးနက်သွားခဲ့တယ်။စိတ်ခံစားချက်ကိုဖော်ထုတ်ပြဖို့အတွက်အမှုအရာနဲ့ဆက်ဆံတဲ့စနစ်ကိုကျင့်သုံးခဲ့ကြတယ်ဆိုပေမဲ့တ
တစ်ချိန်တည်းမှာပဲစိတ်ခံစားချက်အလုံးစုံကိုထုတ်ပြလိုခြင်းမရှိတာကြောင့်ဟန်ဆောင်ထားတဲ့မျက်နှာဖုံးအမှုအရာအတုနဲ့ဆက်ဆံတဲ့စနစ်ကိုလည်းအသားကျသွားတဲ့အထိမဖြစ်မနေကျင့်သုံးလိုက်ကြရတယ်။ငကိုကမှရှုပ်ထွေးနေပြီးသားပေါင်းသင်းဆက်ဆံရေးစနစ်ကြီးကဟန်လုံလန်ကျုပ်ဆက်ဆံရေးအတုကိုပါတွဲဖက်ရောဆက်လိုက်ရတော့သဘို့ဦးလိုပဲအစမရှိအဆုံးမရှိအတိတ်ပဲလဲရှိတယ်လို့နဲ့အသုံးမကျတဲ့ဆက်ဆံရေးစနစ်ယဉ်ကျေးမှုတရဖြစ်လာရတယ်။လူသားတဦးနဲ့တဦးဆက်သွယ်ပြောဆိုဆက်ဆံဖို့ပေါင်းသင်းဆက်ဆံရေးအလုပ်ဆိုတာရှိလာရပေမဲ့ဒီအလုပ်ကြောင့်ပဲပေါင်းသင်းဆက်ဆံရေးကဟန်ဆောင်မှုအခြေပြုအလုပ်တစ်ခုလိုဖြစ်သွားခဲ့တယ်။ခံစားချက်အစစ်ကိုဖုံးကွယ်ထားပြီးခံစားချက်အတုနဲ့ဆက်ဆံရေးကအားကောင်းလာတာနဲ့အမျှလူချင်းဆက်ဆံရေးဟာအတိတ်ပဲရှိတဲ့ဆက်ဆံရေးတစ်ခုဖြစ်သွားရမယ်အစားအကျိုးမရှိတဲ့အလုပ်ကိုဆက်တူပူပေါင်းလုပ်နေရတယ်လို့ဖြစ်သွားရတယ်။ဟန်လုံလန်ကျုပ်ဆက်ဆံရေးကမျက်နှာဖုံးအောက်မှာဘလောက်ပဲတရုပ်ဆောင်ကောင်းနေပါစေလူသားရဲ့ခံစားချက်စိတ်အာရုံကလိန်ညာလို့မရတဲ့အတွက်ဟန်ဆောင်မှုတွေအကြားမှာအပြုအမူတွေအမှုအကျင့်တွေကနေတဆင့်တဲလွန်စားအနေနဲ့ပေါ်ထွက်လာတတ်ပါတယ်။အဲ့ဒီလိုမျိုးတစပေါ်ထွက်လာတတ်တဲ့ခံစားချက်တဲလွန်စားလေးတွေကိုအကဲခတ်ပြီးဟန်လုံလန်ကျုပ်ဆက်ဆံရေးရဲ့မျက်နှာဖုံးနောက်ွယ်ကအစစ်အမှန်ကိုဖော်ထုတ်ရတာကပေါင်းသင်းဆက်ဆံရေးပညာဖြစ်လာပါတယ်။တယောက်နဲ့တယောက်ပြောဆိုဆက်ဆံတဲ့နေရာမှာသုံးနှုံလိုက်တဲ့အသုံးအနှုံးပြုမှုလိုက်တဲ့အမှုအရာတတိလက်လို့ပြောင်းလဲမိသွားတဲ့မျက်နှာအနေအထားစသဖြင့်ရုပ်ပိုင်းဖြစ်စေစိတ်ပိုင်းဖြစ်စေတဲလွန်စားလေးတွေကိုစူးစမ်းနိုင်သမျှအကဲခတ်ပြီးတစ်ဖက်လူရဲ့စိတ်ကိုမှန်းဆနိုင်ခြင်းကိုလူသဘောလူမနှောကြည်ညက်ခြင်းလို့ခေါ်ပါတယ်။ကိုယ်အမူအရာနှုတ်အမူအရာဥပရိယုတ်မျက်နှာအနေအထားခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကိုကြည့်ပြီးတဲလွန်စားကောက်ဗဟေလိအဖြေရှာရင်တစ်ဖက်သားရဲ့စိတ်နေစိတ်ခံကိုခံမှန်းရတဲ့အလုပ်ကလုံးဝမလွယ်ပါဘူးလူမှန်ရင်တရုပ်ဆောင်နေကြတဲ့မျက်နှာဖုံးနောက်ွယ်ကတရိษံတွေဖြစ်တာကြောင့်ဟန်လုံလန်ကျုပ်ရခြင်းဟာလူပိသအောင်နေထိုင်ခြင်းဖြစ်တာကိုနားလည်ဖို့လိုအပ်ပါတယ်ဒါကြောင့်ဟန်လုံနေတဲ့မျက်နှာဖုံးကိုအတင်းချွတ်တိုင်းတစ်ဖက်သားရဲ့စိတ်နေစိတ်ခံကိုနားလည်နိုင်မှမဟုတ်ပါဘူးလူစိတ်ကိုနားလည်ဖို့မဖြစ်မနေသိထားရမယ့်အချက်ကတစ်ဖက်သားရဲ့ဇလန်းကိုကိုယ်တိုင်နားလည်အောင်လုပ်ပြီးသူနဲ့အတူတရုပ်ဆောင်တတ်ဖို့ပါတစ်ဖက်လူရဲ့ဇလန်းမှာကိုယ့်အနေနဲ့ဘယ်နေရာကတရုပ်ဆောင်မလဲတရုပ်ဆောင်တတ်ရုံလောက်နဲ့တစ်ဖက်လူစီကကိုယ့်အနေနဲ့သိလိုတဲ့အချက်အလက်တွေကိုထုတ်ဖော်လို့ရအောင်ကိုယ်တိုင်ကလည်းလိုအပ်တဲ့အခြေခံအရေးအချင်းအရေးအသွေးအစွမ်းအစတွေရှိနေရပါမယ်လူချင်းပေါင်းသင်းဆက်ဆံတဲ့နေရာမှာအထူးလိုအပ်မဲ့အရေးအချင်းတွေအများကြီးရှိပေမဲ့ဟန်လို့တဲ့ဇက်ကွက်ကိုနိုင်နင်းဖော်ထုတ်နိုင်မဲ့ပညာကတော့လူကဲခတ်ခြင်းနည်းပညာပဲဖြစ်ပါတယ်ဘယ်အရာကိုမှသင်ယူလေ့လာနိုင်မှာမဟုတ်ပါဘူးလူကဲခတ်ပညာလူပါနဲ့ပညာဆိုတာကလူနဲ့ပတ်သက်သမျှအုံနောက်ထဲကတည်ပြီးသားအကြောင်းအရာတွေကိုအစကနေအဆုံးပြန်သင်ယူခြင်းဖြစ်တာကြောင့်အချိန်ခဏလောက်လေ့လာရုံနဲ့သိနိုင်တတ်နိုင်တဲ့ပညာမျိုးမဟုတ်ပါဘူးအချက်အလက်တွေကိုတပြိုင်နက်တည်းမှတ်သားနိုင်တိုင်းဉာဏ်ကောင်းယုံနဲ့သိနိုင်မြင်နိုင်တဲ့အရေးအချင်းမျိုးလုံးဝမဟုတ်ပါဘူးကလေးတယောက်လမ်းစာလျှောက်ခါစားခြေချနီးတင်တယ်လို့တလန်းချင်းလေ့လာသွားမှကျင့်ညက်နိုင်တဲ့ပညာမျိုးပါလူအထာကိုပါးနဲ့တော့အောင်လေ့လာတဲ့ပညာဖြစ်လို့လေလေ့လာထားတဲ့အယူအဆတွေကိုလက်တွေ့ဘဝမှာကျင့်သုံးပြီးအတွေ့အကြုံနဲ့တကွာနှိုင်းယှဉ်ပြီးလေ့ကျင့်ရမယ့်ပညာမျိုးဖြစ်ပါတယ်အလာဘတလာဘစကားပြောဆိုခြင်းကအစစကားပြောဖို့ပြောဘက်ရဲ့မျက်နှာအမှုအရာကိုယ်အမှုအရာအာမေရိတ်စတာတွေကိုသတိထားမှတ်သားပြီးအဲ့ဒီအမှုအရာအမှုအကျင့်တွေဘာကြောင့်ဖြစ်တယ်ဘာဆက်ဖြစ်တယ်စသဖြင့်အချက်အဆက်ကိုမြင်နိုင်အောင်လေ့လာရတာမျိုးပါ
မတိမတာခိုးလှုပ်လိုက်တဲ့အမှုအရာသေးသေးလေးကအစားသတိထားမိနိုင်လောက်အောင်လေ့ကျင့်ဖို့လိုအပ်ပါတယ်မျက်နာအမှုအရာဟာဟန်ဆောင်နေတာလားတကယ်ခံစားချက်များလားတမင်လို့ယူထားတာလားကွဲပြားသွားအောင်သဲလွန်စားရှာပြီးကောက်ချက်ချနိုင်သည့်အထိကြိုးစားလေ့လာရမယ့်ပညာရပ်ဖြစ်ပါတယ်ကိုနဲ့အရင်နှီးဆုံးဖြစ်မဲ့အနည်းဆက်ဆုံးပုဂ္ဂိုလ်တဦးဦးနဲ့အရင်ဆုံးလေ့ကျင့်ပါတာမန်အမှုအကျင့်အထာတွေကိုကြည်ညက်ပြီးတစ်ဖက်လူရဲ့အပြုအမူတစ်ခုခုမလုပ်ခင်ကိုကကြိုပြီးသိနိုင်လောက်တဲ့အနေအထားအထိလူအထာပါနဲ့သွားပြီးဆိုမှသာသစိမ်းဖြစ်စေတခြားမိတ်ဆွေအပေါင်းအသင်းတယောက်ယောက်ကိုဖြစ်စေအဆင့်တိုးပြီးအထာကောက်တတ်ရပါမယ်တနေ့တရက်တည်းတက်မြောက်နိုင်တဲ့ပညာမဟုတ်သလိုလက်ဆယ်ချောင်းစာလူအုပ်စုရဲ့အထာကောက်နိုင်တိုင်းလူအထာပါနဲ့သွားတာမဟုတ်ပါဘူးတေတပံတတဆုံးလေ့ကျင့်သင်ယူသွားရမယ့်ပညာဖြစ်ပါတယ်မျက်နာအမူအရာကိုအထာနဲ့တလောက်ရှိသွားပြီဆိုမှအတန်နဲ့လေယူလေသိမ်းအနေအမြင့်အလိုက်အထာကောက်ရပါမယ်လေတံကနေစကားတန်ကနေအဆိုတန်အငိုတန်ရဲတန်မောတန်စသဖြင့်မတူညီတဲ့အတန်မျိုးစုံကိုအခြေအနေအထားတဘာဝအကြောင်းအကျိုးအလိုက်ဆက်ဆက်ပြီးအထာကောက်တတ်အောင်တစ်ဆက်တည်းလေ့ကျင့်သွားရပါမယ်လူမျက်နာကအတွေးရဲ့တကားပေါက်ဖြစ်ပြီးလူအတန်ဟာနှလုံးသားရဲ့ဝင်ပေါက်ဖြစ်ပါတယ်မျက်နာအမူအရာကိုကြည့်ပြီးဘာတွေတွေးကြံနေသလဲသဲလွန်စားကောက်လို့ရတယ်လို့အတန်ကြားယုံနဲ့ယုံကြည်မှုရှိသူလားအားနွယ်တိမ်ငယ်တတ်သူလားတွေ့ဝေမေးမောတတ်သူလားခွဲခြားလို့ရနိုင်ပါတယ်မျက်နာအမူအရာဥပရိယုတ်ပညာကိုပပနက်နက်ကြည့်တတ်မြင်တတ်မယ်လူအတန်ကိုအထာကြကြသဲလွန်စားကောက်ခံမှန်းနိုင်ပြီးဆိုမှလူကဲခက်ပညာရဲ့အခြေခံကိုကြည်ညက်တလောက်ရှိပြီလို့သတ်မှတ်ရပါမယ်မျက်နှာနဲ့အတန်ကြည်ပြီဆိုမှခန္ဓာကိုယ်အမှုအကျင့်နဲ့အထာကိုဆက်လက်လေ့လာရပါမယ်မျက်နှာအမှုအရာကိုမကြည်ညက်ပါပဲကိုယ်အမှုအရာကိုခံမှန်းတတ်မှာမဟုတ်ပါဘူးအတန်ကြားယုံလောက်နဲ့အထာသဘောခွဲခြားနိုင်မှလက်အမူအရာခြေအမူအရာစသဖြင့်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီရဲ့သဘောတဘာဝတွေကိုသိနိုင်မှာဖြစ်ပါတယ်။အားလုံးကိုတပြိုင်နက်တည်းလေ့လာလို့မရပါဘူး။ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီအချိန်ယူပြီးတဖြည်းဖြည်းချင်းလေ့လာသွားမှကျင့်ညက်နိုင်မှာဖြစ်ပါတယ်။လေ့ကျင့်နေစေကာလမှာကိုလိလာထားသမျှကိုစာဖြင့်ဖြစ်စေအချက်အလက်သိမ်းဆည်းမှုနည်းပညာတစ်ခုနဲ့ဖြစ်စေမှတ်သားထားရပါမယ်။အဲ့ဒီလိုမှတ်သားထားမှကိုလိလာထားတဲ့ပညာရဲ့အပေါ်ပြန်ဆန်းစစ်နိုင်မှာပါ။ဥပမာအမျိုးသမီး9ယောက်ရဲ့ဝမ်းထဲခြင်းပြုတ်မှုမိတဲ့လက်အမူအရာ9မျိုးကိုအမျိုးသား9ယောက်ရဲ့ဝမ်းထဲခြင်းလှုပ်လိုက်မိတဲ့လက်အမူအရာ9မျိုးနဲ့ရှင်ပြီးကွာခြားချက်ခြားနာချက်စသဖြင့်စမ်းစစ်ပြီးအလွတ်သဘောနဲ့အချက်အလက်တွေကိုမှတ်မိနေရမှာဖြစ်ပါတယ်။လူကဲခက်ပညာဟာရာဂိုင်နှုံးပြည့်အတီးပြုပြောနိုင်တဲ့ပညာမျိုးမဟုတ်ပေမဲ့ရာနှုံးပြည့်နေပါခံမှန်းလို့ရတဲ့ပညာရပ်မျိုးဖြစ်တဲ့အတွက်မသေးချာမှုမရေရာမှုလုံးဝမရှိသင့်ပါဘူး။မှတ်သားထားတဲ့အချက်အလက်တိကျသေးကြတဲ့ဖြစ်ရပ်အပေါ်အခြေခံထားတဲ့ခံမှန်းမှုများသာဖြစ်ရပါမယ်။လူကဲခတ်နည်းကိုလေ့ကျင့်တဲ့အခါမှာပွင့်လင်းတဲ့စိတ်ခံရှိရပါမယ်။အမှုအရာအမှုအကျင့်တွေတူနေသလောက်လူတိုင်းစိတ်နေစိတ်ခံတူခြင်းမှတူမှာပါ။ဆိုလိုတာကကိုမှတ်သားထားတဲ့အချက်အလက်တွေဖြစ်ရပ်တွေကမှန်ကန်ပေမဲ့တခါတလေထပ်ပြီးလိလာလိုက်ရတဲ့ဖြစ်ရပ်နဲ့ဆန့်ကျင်နေတာမျိုးဖြစ်ကောင်းဖြစ်တတ်ပါတယ်။စာအုပ်ကြီးအတိုင်းတသွေးမသိမ်းလိုက်နာနေစရာမလိုပါဘူး။တိကျနားလည်မှုနားထောင်ပေးနိုင်မှုပွင့်လင်းမြင်သာမှုပေါ်ပါလွတ်လပ်မှုစိတ်ရှည်မှုဟာပေါင်းသင်းဆက်ဆံရေးရဲ့အဓိကတော့ချက်ဖြစ်တယ်။ဘယ်လိုလူမျိုးနဲ့မဆိုပေါင်းသင်းဆက်ဆံရတိုင်းကိုယ့်ဘက်ကတိတက်ကြောင်းနားလေကြောင်းထပ်တူခံစားပေးနိုင်ကြောင်းတိတက်ပေးနိုင်အောင်ကြိုးစားနေကြောင်း
နားလေပေးတတ်အောင်စူးစမ်းနေကြောင်းနဲ့ထပ်တူခံစားပေးနိုင်အောင်စူးစမ်းနေကြောင်းကိုယ်အမူအရာနဲ့ဖြစ်စီနှုတ်အပြောအဆိုနဲ့ဖြစ်စီပါးနဲ့စွာတုတ်ပြန်တတ်ရပါမယ်။တစ်ဖက်သားပြောသမျှကိုငင်းခုန်စရာရှိနေခဲ့ရင်တော့အပြိုင်မပြောဘဲနားထောင်ပေးတတ်ခြင်းကပေါင်းသင်းဆက်ဆံရေးကိုပြေလည်စေနိုင်တဲ့တစ်ခုတည်းသောအဖြစ်ပါ။တစ်ဖက်သားအားနည်းချက်ကိုဒေရိုးထိုးဖောက်ပြောဆိုခြင်းကပွင့်လင်းမြင်သာမှုမဟုတ်ပါဘူး။အခြေအနေအထားအလိုက်မသိရင်မသိကြောင်းနားမလဲပါကနားမလဲကြောင်းသိပေမဲ့လည်းမသိသလိုနားလေပေမဲ့လည်းသဘောမပေါက်သေးသလိုမျိုးတိုက်ရိုက်ဝန်ခံခြင်းကိုပွင့်လင်းခြင်းထင်သာမြင်သာဖြစ်ခြင်းလို့ခေါ်ပါတယ်။စကားပြောတိုင်းပြောပြီးသားစကားကိုထက်ခါတလဲလဲပြောရမှအားရကြည်နပ်သူမျိုးတွေရှိပါတယ်။အဲ့ဒီလိုလူမျိုးတွေနဲ့စုံရကြုံရမယ်ဆိုရင်သူ့အနေနဲ့အင်မတန်ပြောချင်ဆိုချင်နေတဲ့အကြောင်းအရာကိုကိုယ့်ဘက်ကသိပြီးနားလည်ပြီးဖြစ်တယ်ဆိုရင်တောင်မှမပိတ်ပင်လိုက်ပါနဲ့။ဟန်ဆောင်ကောင်းမှုနဲ့စိတ်ရှိလက်ရှိနားထောင်ပြီးလိုက်ပါဘလောက်ပဲပြင်းစရာဖြင်းစရာစိတ်ပင်ပန်းစရာဖြစ်နေပါစေကိုယ့်ဘက်ကအပူအပင်အကြောင်းအကြမဲ့မဲ့နားထောင်ပြီးနိုင်ခြင်းတိတက်ပေးနေကြောင်းပြောပြပါကိုယ့်ဘက်ကတုံ့ပြန်ဖို့လိုအပ်တိုင်းပေါ်ပါတွက်လန့်နေပါစေအချိန်ယူပြီးထပ်လောင်းရှင်းပြတာမျိုးစကလုံးကြီးကြီးတွေတုံနှုံပြီးလေးကျဲကျဲလှုပ်တာမျိုးမဖြစ်ပါစေနဲ့လူအကြောင်းသိချင်ရင်လူအကြောင်းနားထောင်တတ်ရပါမယ်ခံစားချက်အတူအပြုံးတူခံစားချက်အတူစကလုံးအမားပါဇက်စီမလိုအပ်တဲ့ကိုယ်အမူအရာလေးတန်အနှိမ့်အမြင့်တုံ့ပြန်မှုနှေးကွေးခြင်းအခြေအနေအချိန်အခါမကွဲခြင်းသူ့ထက်သာကိုတာတိလုံမိခြင်းအမားနဲ့ကင်းနိုင်တဲ့သူမရှိပါဘူးအမားကိုမကြောက်တတ်သူမှသာအမှန်ကိုမြင်နိုင်တဲ့သူဖြစ်တယ်လူတိုင်းလိုအမားကိုထက်ကတလဲလဲလုံမိပြီးရလာတဲ့သင်ခန်းစာနဲ့အမှန်ကိုပိုကောင်းအောင်စူးစမ်းလုပ်ကြရပါတယ်လူအထာပါနဲ့အောင်လေ့ကျင့်ရင်အမားလုံမိကြမှာပါတိလျက်နဲ့ဖြစ်စေမသိပဲဖြစ်စေအကြောင်းတိုက်ဆိုင်လို့ပဲဖြစ်စေအမားကိုလုံမိမှာပါအများအားဖြင့်သတိမထားမိပဲအတွေးများမိလို့အမားလုံမိတတ်ပါတယ်ဒါကြောင့်ဘာမှမလုပ်ခင်ဘာလုပ်လို့သတိထားလုပ်တတ်တဲ့အကျင့်ကောင်းရှိသွားအောင်အရင်ဆုံးလေ့ကျင့်ထားပါလူမှုပေါင်းသင်းဆက်ဆံရေးဆိုတာကမျက်နှာဖုံးနောက်ွယ်ကလူရဲ့စိတ်နေစိတ်ထားကိုခံမှန်းရတဲ့အလုပ်ဖြစ်ပါတယ်။တတိမထားပဲပြစ်စလက်ခတ်ပြီးစလွယ်ဆက်သွယ်ဆက်ဆံတာမျိုးလုပ်ရင်တော့သူ့မျက်နှာဖုံးကိုချွတ်နိုင်ရမယ့်အစားကိုယ့်မျက်နှာဖုံးကျွတ်ပြီးအရှက်တကွဲအကျိုးနဲ့နိုင်ပါတယ်။အပြောအဆိုအနေထိုင်အမှုအကျင့်အမှုအရာအားလုံးကိုသတိကြီးကြီးထားပြီးပေါင်းသင်းဆက်ဆံနိုင်မှဖြစ်နိုင်ခြေရှိသမျှအန္တရာယ်တွေကိုကျော်လွှားနိုင်မှာပါ။တစ်ဖက်သားကကိုမုန်းတဲ့လူဖြစ်နေပါစေအောင်တော့ပေါ့ပြက်ပြက်မလုပ်ရပါဘူးတခါလုံးမိတဲ့အလွဲကတစ်ချိန်ပဲအကျိုးနည်းစေနိုင်ပေမဲ့အလေးမထားပဲထက်ခါတလဲလဲလုံးမိသွားတဲ့အမားဟာကြာလာရင်အမှန်ဖြစ်လာပြီးတစ်သက်လုံးအဖက်ဆယ်မရတော့လောက်အောင်အကျိုးမဲ့သွားတတ်ပါတယ်ဒါကြောင့်ဘာလို့အလေးထားလုပ်တတ်တဲ့အကျင့်ကောင်းရှိသွားအောင်အရင်ဆုံးစိတ်သက်ပြုပြင်ထားပါပေါင်းသင်းဆက်ဆံရေးလူကဲခတ်တယ်ဆိုတာကတစ်ဖက်တည်းလုပ်တဲ့အလုပ်မဟုတ်ပါဘူးနှစ်ဦးနှစ်ဖက်လုပ်ရတဲ့အလုပ်ဖြစ်ပြီးကိုယ့်ဘက်ကအထာကောက်နေသလိုတစ်ဖက်ကလည်းသဲလွန်စားရှာခြင်းရှာနိုင်ပါတယ်ဒါကြောင့်တစ်ဖက်သားအပြုအမူကိုပဲတတိထားမနေပဲကိုယ့်ရဲ့အမှုအကျင့်ကိုလည်းထိန်းချုပ်တတ်ပါစေမျက်နှာအမူအရာပုံသေးဖြစ်ပါစေလေယူရာလက်ရင်းပြီးပြုံးတန်တဲ့ပြုံးမှာရဲတန်တဲ့ရဲပါစိတ်လိုလဲရနားထောင်မှာစေတနာပါခံစားပါပြုံးပြခြင်းဆိုတာကအကောင်းဆုံးသောပေါင်းသင်းဆက်ဆံရေးဆိုင်ရာအမှုအကျင့်တစ်ခုအဖြစ်အထင်မှားနေကြတယ်တကယ်တော့မဟုတ်ဘူးအပြုံးဆိုတာကလူစိတ်မှာအနုညံ့ဆုံးသောခံစားချက်တွေဖြစ်လာတဲ့အချိန်
နှလုံးသားချင်းနှီးဆက်သွားအောင်ပြုမှုမိတဲ့မျက်နှာအမှုအရာဖြစ်တယ်။အင်မတန်ဖြစ်ရခဲတဲ့ခံစားချက်မျိုးပါ။ဒါပေမဲ့လူတိုင်းကအပြုံးကိုပေါင်းသင်းဆက်ဆံရေးတော့အဖြစ်တလွဲအသုံးချနေမိတတ်တယ်။ပြုံးချင်းမှာအပြစ်မရှိပေမဲ့ကာလန်ဒေတန်မကိုက်ညီရင်အပြုံးကတစ်ဖက်သားအပေါ်အရွက်တိုက်တယ်လို့စောင်းမြောင်းတယ်လို့မလိုလားအပ်တဲ့အတိတ်ပဲဖွင့်ဆိုမှုနဲ့အထင်အမြင်လွဲသွားတတ်တယ်။ဒါကြောင့်မလိုအပ်ဘဲအပြုံးတူမလို့ရအပြုံးဆိုတာကခံစားချက်ပြင်းပြမှုကြောင့်ဖြစ်လာရတဲ့အမှုအကျင့်တစ်ခုဖြစ်ပါတယ်။အပြုံးလိုပဲမလိုအပ်ဘဲကိုယ့်မျက်နှာမှာခံစားချက်တွေကိုမဖော်ထုတ်မိပါစေနဲ့။အတတ်နိုင်ဆုံးမူသေးမျက်နှာထားနဲ့ပဲနေပါပင်ကိုဖြစ်ခြင်းကပေါင်းသင်းဆက်ဆံရေးအတွက်အကောင်းဆုံးသောပွင့်လင်းမှုဖြစ်တယ်စကားပြောဆိုရင်လဲကိုနဲ့ပြောဆိုဆက်ဆံနေတဲ့ပုဂ္ဂိုလ်ရဲ့အသိဉာဏ်အစစ်အတမ်းကာလန်ဒေတန်ကြည့်ပြီးပြောဆိုပါမလိုအပ်ပဲစကယ်ကြီးစကယ်ချင်းမပြောရဘူးမှတ်ချက်ပြုစကားတုံ့ပြန်စကားအဖြေစကားခွန်းတုံ့ပြန်ရရင်လေအယိုးရှင်းဆုံးတာမန်စကလုံးဝေါဟာရတွေတို့ကိုပဲတွင်တွင်သုံးပြီးပွင့်လင်းမြင်သာမှုရိုးစင်းဖြောင့်မတ်မှုကိုပဲပြပါမလိုအပ်တဲ့စကားမပြောသင့်တဲ့စကားမဖြေသင့်တဲ့အဖြေတည်ပြီးဖြစ်တဲ့ဖြစ်ရစသဖြင့်တစ်ဖက်သားအတွက်အကျိုးရှိစေမယ့်အကြောင်းမှမဟုတ်ရင်ပါဇက်ကိုပိတ်ထားခြင်းကအကောင်းဆုံးပါပဲပါဇက်စီးဟာအသက်စီးတဲ့ပိုအရေးကြီးပါတယ်ဒါကြောင့်ဘာပဲပြောပြောကာလန်ဒီတန်ကိုကြည့်ပြီးသတိထားပြောဆိုတတ်အောင်အရင်ဆုံးနှလုံးသွင်းဆင်ခြင်ပါအမှုအရာကိုကြည့်ခြင်းအပြင်ကိုချင်းသိက္ခာနဲ့အစစ်အတမ်းကိုခံမှန်းလို့ရနိုင်ပါတယ်ဒါပေမဲ့လူရာထက်ပိုပြီးလှုပ်ပြမိတတ်တဲ့လူတွေလည်းရှိပါတယ်။စကားပြောရင်လက်အမူအရာမပါဘဲမပြောတတ်တဲ့သူတွေတစ်ဖက်လူစကားပြောရင်ခြေကနာမငြိမ်လှုပ်စီဖြစ်နေတတ်သူတွေနှာခေါင်းပို့ရတာကိုခေါင်းကုပ်ရတာနဲ့ဟိုကြည့်ဒီငေးနေတာမျိုးပြောသမျှကိုနားထောင်တယ်လို့သာဆိုတယ်။တနေရာတဲ့အာယုံဆိုင်နိုင်တဲ့စိတ်မျိုးမရှိတာကိုမြင်ယုံနဲ့သိနိုင်တာမျိုးတွေကပေါင်းသင်းဆက်ဆံရေးကိုပျက်စီးသွားစေနိုင်တဲ့အမှုအကျင့်တွေပါ။ဒါကြောင့်ဘယ်သူနဲ့မဆိုပေါင်းသင်းဆက်ဆံနိုင်မှာအာယုံစူးစိုက်ပြီးတည်ငြိမ်တဲ့ကိုဟန်အမှုအရာရှိသွားအောင်အရင်ဆုံးလေ့ကျင့်ထားပါ။စကားပြောတဲ့လေသံဟာနှလုံးသားတွေကအခြေအနေကိုဖော်ပြနေတတ်ပါတယ်။ကုလေသံဟာပုံမှန်အားဖြင့်မူသေးဖြစ်တဲ့ပေမဲ့တခါတလေအခြေအနေအရဟန်ကြီးပန်ကြီးပြောသိရင်ပြောရပါတယ်။အင်တိုက်အားတိုက်ပြောတဲ့အချိန်မှာပြော့နယ်ပြောလို့ကတော့လူမုန်းခံရတတ်ပါတယ်။အခြေအနေလိုက်လေသံကိုဟန်နဲ့ထိန်းပြီးပြောဆိုဆက်ဆံပါမလိုအပ်ပဲအတန်ကြီးအတန်ကြောင်နဲ့မပြောမိပါစေနဲ့များများနားထောင်ပြီးမေးရင်ဖြေပါမသိရင်ဝန်ခံပါဒါဟာစကားပြောဆိုခြင်းပညာရဲ့အသက်ပဲဖြစ်တယ်တစ်ဖက်သားနဲ့ဆက်သွယ်ပြောဆိုရင်ဘယ်တော့ခါမှမလိုအပ်ပဲအချိန်မဆွဲပါနဲ့တုတ်ပြန်တင်တာကိုချက်ချင်းတုတ်ပြန်ခြင်းကစကားပြောဆိုတတ်ခြင်းပဲဖြစ်တယ်အခြေအနေအချိန်အခါအလိုက်အဖြေကောင်းကိုပေးတတ်ခြင်းကဖြတ်ထိုးညံကောင်းခြင်းဖြစ်ပြီးလိုတာထက်ပိုမပြောဘဲပုတ်ကူအလိုက်အဖြေဝှက်တတ်ခြင်းကဉာဏ်ပညာထက်မြက်ခြင်းဖြစ်ပါတယ်။ဒါပေမဲ့လိုအပ်ရင်လိုအပ်တယ်လို့ဖြေတင်တာကိုဖြေတင်တယ်လို့အဖြေပေးပါမလိုအပ်ပဲဟမ်ဆောင်ပါနဲ့။တချို့အခြေအနေတွေမှာလမ်းကျုပ်ဇလန်းထွင်ပြီးဟာတနှောရင်လူသဘောကိုဆွဲနိုင်ရတာမျိုးရှိပေမဲ့များသောအားဖြင့်စကားနဲ့နေခြင်းကလူတက်ကြီးအဖြစ်တမင်ဟန်လုံနေတယ်လို့ဖြစ်သွားတတ်ပါတယ်။ဒါကြောင့်ဘလို့အခြေအနေမဆိုနှိမ်ချပြီးဆက်ဆံခြင်းကအသင့်တော်ဆုံးသောဆက်ဆံနည်းပဲဖြစ်တယ်။လူကဲခတ်တတ်ဖို့စိတ်ဆွမ်းအားစိတ်တကူးလိုလေ့ကျင့်တဲ့နည်းတွေနဲ့တက်မြောက်အောင်သင်ယူလို့လုံးဝမရနိုင်ပါဘူး။ကိုယ်တွေ့လက်တွေ့လူတိုင်းနဲ့ပေါင်းသင်းဆက်ဆံပြီးအဲ့ဒီဆက်ဆံရေးတွေကနေအကြောင်းထပ်လာမဲ့လူတွေရဲ့အမှုအကျင့်အမှုအရာအတွေးအခေါ်အပြောအဆိုအကြံအစီအဆုံးအဖြတ်စသဖြင့်အထာတွေကိုစူးစီးပြီးစမ်းစစ်တတ်သွားမှတက်မြောက်နိုင်တဲ့လက်တွေ့လေ့ကျင့်ခန်းပညာမျိုးဖြစ်ပါတယ်။ကျိန်ဖန်များစွာစမ်းစစ်ပြီးလက်တွေ့အသုံးချကြည့်ရင်အမှားကိုပြင်အသည့်ကိုတိုးလက်တွေ့ကြကြလုံနိုင်တော့မှ
ကိုစိတ်တကိုးရှင်အဖြစ်နာမည်ပေးနိုင်ပါလိမ့်မယ်ဘယ်သူမဆိုသူတို့ကိုသူတို့အကောင်းဆုံးလို့ယူဆတဲ့အနေအထားနဲ့လူမှုပတ်ဝန်းကျင်နဲ့ဝင်ဆန့်ကြမှာပါတည်ကြတာကတော့အဲ့ဒီလိုဝင်လာကြတိုင်းမျက်နှာဖုံးတွေကိုအထက်ထပ်ဆိုးပြီးခံစားချက်တွေကိုမျိုးသိပ်အလိုဆန္ဒတွေကိုချုပ်ထီးစိတ်မလုံခြုံမှုတွေကိုဖုံးကွယ်တရုပ်ဆောင်ကောင်းအောင်သူ့ထက်သာကိုစူးစမ်းကြမှာပါလူအထာကိုပါနှက်ချင်ရင်တော့အထက်ထက်ဆွထားတဲ့မျက်နှာဖုံးတွေကိုတလွှာချင်းသဲလွန်စားရှာခွာချပြီးမျက်နှာဖုံးတွေမပါတော့ရင်ဖြစ်သွားကြမယ်တကယ်လူစစ်စစ်ကိုမြင်နိုင်သိနိုင်အောင်လုပ်ဖို့ပါပဲလူအထာကိုသိနိုင်ဖို့အခြေခံအကျဆုံးဗဟေနိသဲလွန်စား၃မျိုးရှိပါတယ်အဲ့ဒါတွေကတော့သဘောကျခြင်းမကျခြင်းစိုးမိုးလိုခြင်းလွှမ်းမိုးခံလိုခြင်းမာယာပရိယေရုပဲဖြစ်ပါတယ်ဘလို့လူပဲဖြစ်ဖြစ်အသက်ငယ်ငယ်ကြီးကြီးအတိအသာဆုံးအမှုအရာနဲ့အမှုအကျင့်ကသူတို့ကြိုက်ဤမကြိုက်ဤကိုဖော်ပြခြင်းပဲဖြစ်တယ်ကိုယ်အမှုရာဖြစ်စေမျက်နှာအနေအထားဖြစ်စေမျက်လုံးအကြည့်လေးကနေတဆင့်သိနိုင်တဲ့အထာကသဘောကျမှုနဲ့သဘောမကျမှုပဲဖြစ်တယ်ဟန်ဆောင်ကောင်းလွန်းတဲ့သူတွေကသူတို့ကိုသူတို့ဒီအထာမဖြစ်အောင်အတတ်နိုင်ဆုံးကြိုးစားနေကြပေမဲ့လုံးဝဖုံးကွယ်လို့မရနိုင်တဲ့လူမနောလူအထာပါကိုကိုပြန်ပြီးသစ္စာဖောက်တတ်တဲ့အကျင့်လိုလဲစိတ်ပညာရှင်တွေကနာမည်ပေးတယ်တတိထားမိလို့လွယ်သလောက်အတိတ်ပဲဖော်ရအခက်ဆုံးပါကြရင်တစ်မျိုးမကြရင်တစ်မျိုးအမှုအရာပြောင်းပြစ်လိုက်လို့ရပါတယ်ဒါပေမဲ့ဟန်ဆောင်နေခဲ့ရင်မကြိုက်လို့ကြိုက်ချင်အောင်ဆောင်တာတို့ကြိုက်ရသားနဲ့မကြိုက်ချင်အောင်ဆောင်တာတို့လုပ်လို့ရတဲ့အထာဖြစ်တာကြောင့်အတွေ့အကြုံနှုသေးရင်ဒီသဲလွန်စားကိုဖော်ရခက်ပါလိမ့်မယ်အမှုအကျင့်ပညာရှင်တွေကဒီအထာကိုအကျွေစေအထာလို့နာမည်တက်တယ်သဘောကျတဲ့အထာနဲ့သဘောမကျတဲ့အထာကိုကွဲအောင်ခံမှန်းတတ်ပြီးဆိုရင်လူအထာကောက်တတ်ပါပြီအစစ်ကြောင်ဖြစ်တဲ့အပြုံးလားအတုလားကွဲအောင်ခွဲနိုင်ရပါမယ်လူတကိုစိတ်တစ်မျိုးဖြစ်တဲ့အတွက်လူအမျိုးမျိုးရဲ့အမှုအကျင့်တွေကိုတပြိုင်နက်တည်းနှိုင်းယှဉ်ဖို့မဖြစ်နိုင်ပါဘူးအဲ့ဒါကြောင့်သဘောကျမှုမကျမှုကိုခွဲအောင်အရင်ခွဲပါဒီအထာကိုပပနက်နက်ကောက်တတ်အောင်တခြားသောစိတ်ခံစားချက်စိတ်နေစိတ်ထားတွေကိုခံမှန်းနိုင်တော့မှာပါမာနထားပုံမတူပါဘူးလူတိုင်းအတ္တကြီးပေမဲ့မာနထားပုံမတူပါဘူးတချို့ကစိုးမိုးချဲလဲချုပ်ကင်လိုတဲ့စိတ်မျိုးနဲ့ပေါင်းသင်းဆက်ဆံနေပေမဲ့တချို့ကြပြန်တော့ထိန်းချုပ်မှုချုပ်ကင်မှုပဲ့ပြင်မှုဆုံးမမှုလမ်းညွှန်မှုတွေနောက်လိုက်နာခြင်းတဲ့စိတ်နေစိတ်ခံတွေရှိတတ်ပါတယ်လူချင်းတူသလိုထင်ရသလားလူစိတ်ချင်းကအင်မတန်ကွဲပါတယ်မာနထားတတ်ကြပေမဲ့မာနထားပုံချင်းလုံးဝမတူပါဘူးလူတယောက်ရဲ့အပြုအမူအပြောအဆိုလေသံအနှိမ့်အမြင့်သွားပုံလာပုံနေပုံထိုင်ပုံစားပုံတောက်ပုံမျက်နှာအမူအရာလက်အမူအရာခြေအမူအရာအားလုံးကိုသတိထားပြီးအကဲခတ်ပါစိုးမှုချုပ်ကန်ခြင်းနဲ့စိတ်နေစိတ်ခံရှိသူတွေကဘလောက်ပဲဟန်ဆောင်နေပါစေစကားပြောရင်အရင်ပြောတတ်ကြပါတယ်သူများစကားမကြာခဏဝင်ထောက်ပြီးကြားဖြတ်ပြောလိရှိပါတယ်သူတို့ကိုသူတို့အမှားမခံလိုတာကြောင့်စိုးရိမ်လွန်ပြီးစကားပြင်လိရှိသူတွေပါစကားပြောနေတဲ့အကြောင်းအရာတွေကပုဂ္ဂိုလ်ရေးဆန်လာရင်တစ်ဖက်ကအဆိုပြုလာသမျှကိုခြေပခြင်းစိတ်ကြီးပါတယ်လွယ်နဲ့အပြောမခံကြပါဘူးအမားထောက်ရင်လက်ခံပြီးမြဲဝန်ခံဖို့တုံလေးနေသူတွေပါမျက်လုံးတွေကတစ်ဖက်လူရဲ့အကြည့်နဲ့ဆုံဖို့ဝင်မလေးသလိုရဲကြီးစိုက်ကြည့်ရဲသူမျိုးတွေပါလေတန်းခြေတန်းသွားပုံလာပုံကအစနေရာယူနေရာဥကျင်သူတွေပါပြုံးရင်တော့မျက်လုံးဆောင်ပြီးရွဲ့ပြုံးသလိုမျိုး
အတိတ်ပဲတစ်ခုခုမပါဘဲနဲ့မပြုံးတတ်ကြပါဘူးရဲရင်လဲအကြောင်းမဲ့ရဲလေးမရှိပဲအတန်ကြီးနဲ့ပါအားရပါရရဲတတ်သူတွေပါလွှမ်းမိုးချဲလေခံလို့တဲ့စိတ်နေစိတ်ခံရှိသူတွေကဘလောက်ပဲဟန်ဆောင်ကောင်းနေပါစေအပြောကောင်းပြီးများသောအားဖြင့်ရေလုံးနှုတ်ပိတ်နေတတ်ကြပါတယ်စကားနဲသူတွေမဟုတ်ပေမဲ့စိတ်လုံခြုံမှုမရှိရင်စကားပြောဆိုဆက်ဆံမှုဝင်လေးနေတတ်ကြပြီးစိတ်လုံခြုံမှုရှိရင်အင်မတန်လေးပေါ်သူတွေပါရဲဖို့ပြုံးဖို့ငိုဖို့ဝင်မလေးပဲအချိန်မရွေးစိတ်ခံစားချက်အမျိုးမျိုးပြောင်းလဲနေတတ်သူဖြစ်ပါတယ်စိတ်ပြောင်းစိတ်လွဲမြန်သူတွေဖြစ်တာကြောင့်စိတ်မမှန်ကြပါဘူးသူတို့ကိုသူတို့ယုံကြည်ချက်ရှိပေမဲ့သူတို့စိတ်နှလုံးသားထဲမှာယုံကြည်ရတယ်လို့ယူဆထားတဲ့လူတွေရဲ့စကားအကြံအတွေးတွေကိုတသွေးမသိမ်းလိုက်နာလိုကြပါတယ်ပြဿနာပရိပက္ခတွေဖြစ်လာရင်ဖြေရှင်းဖို့အတွက်ဖြေရှင်းရတဲ့တတိမျိုးရှိခဲ့ရင်တော့ဒုတိယလူရဲ့အကြံကိုနားထောင်ပြီးမှဆုံးဖြတ်ခြင်းသူတွေဖြစ်ပါတယ်စိတ်နေစိတ်ခံများစွာရှိပေမဲ့စိုးမိုးလိုခြင်းနဲ့လွှမ်းမိုးခံလိုခြင်းစိတ်သဘောတဘာဝတွေကိုခံမှန်းတတ်ပြီးဆိုရင်လူအထာကိုပါးနဲ့တလောက်ရှိပြီလို့ဆိုနိုင်ပါတယ်လူဆိုတာတရုပ်ဆောင်ကောင်းတဲ့တရိတ်ဆန်တွေပါဟန်ဆောင်ခြင်းဆိုတာကမွေးရပါပါရမီဖြစ်တာကြောင့်ပေါင်းသင်းဆက်ဆံတဲ့နေရာမှာဂရုစိုက်ခံရအောင်မူရမာယာများပရိယေသုံးတာမထူးဆန်းတော့ပါဘူးလူတိုင်းလူလိန်တဲ့ညာတဲ့လှဲ့တဲ့စားတဲ့ကြပါတယ်ပြဿနာကတချို့လူတွေကလူထက်လူပိုပြီးလေညာလှည့်စားတတ်တာကြောင့်မျက်နှာဖုံးအောက်ကလူအစ်စ်ကိုမြင်နိုင်အောင်ကြည့်ဖို့လုံးဝမလွယ်ပါဘူးဒါပေမဲ့ဘလောက်ပဲဟန်ဆောင်ကောင်းနေပါစေမူရမာယာများပြီးကလိန်ညံစင်တက်နေပါစေအလွဲနဲ့အမှားကင်းနိုင်သူမရှိတာကြောင့်သူ့ထက်ငါပါနဲ့သူကလူထက်လူဖြစ်နိုင်ပါတယ်လူအထာကိုဖော်ထုတ်တဲ့နေရာမှာအခြေခံအထာကြီး၃မျိုးရှိတဲ့အနက်မူရမာယာလှဲ့ကွက်ကိုမြင်နိုင်သူဟာလူအထာကိုကြည်ကြည်လဲလဲချိတဲ့မြင်တတ်သူဖြစ်ပါတယ်မာယာဟာအတိုင်းအတာနဲ့အလုတ်လုရတဲ့လှည့်စားမှုမျိုးဖြစ်ပါတယ်ပေါင်းသင်းဆက်ဆံရေးတစ်ခုအတွက်မူရမာယာလှဲ့ကွက်ရှိနေခဲ့ရင်အတိုင်းအတာတစ်ခုအထိအသုံးချကြရပါတယ်ဒီအချက်ကိုမှတ်သားထားပြီးမျက်နှာဖုံးရှင်တွေရဲ့ပရိယေရွှေခွက်တွေကိုမြင်အောင်ကြည့်ပါကြိမ်ဖန်များစွာလေ့လာထားခဲ့ရင်အဲ့ဒီလှဲ့ကွက်လေးတွေကိုမြင်တတ်လာပါလိမ့်မယ်တယောက်နဲ့တယောက်မတူတော့မာယာအမျိုးမျိုးကိုတခါတည်းမှတ်သားထားပြီးအဖြေရှာပါတခါတည်းနဲ့သိနိုင်မြင်နိုင်မှာမဟုတ်တဲ့အတွက်စိတ်ရွှေစွာစောင့်ဆိုင်ပြီးလေ့ကျင့်ရပါမယ်လူကြားထဲမှာလူတွေကလူဘဝတွေကလူထက်လူဖြစ်နိုင်ဖို့လိလာသင်ယူနေတယ်ဆိုရင်လူကဲခတ်တာတို့လူအထာဖော်တာတို့မလုပ်ခင်အရင်ဆုံးလေ့ကျင့်ထားရမယ်အခြေခံပညာကတော့လူပီတသွားအောင်အသွင်ယူတရုပ်ဆောင်ရတဲ့ကာလန်ဒေတန်အလိုက်ဟန်လုပ်ချင်းဆိုင်ရာစီမံခန့်ခွဲမှုအမှုပညာပဲဖြစ်တယ်။နှဆိုင်ပြီးအမှုစိတ်တဲ့အလုပ်ကိုအမှုပညာလို့ခေါ်ပါတယ်။လူကဲခတ်လူအထာဖော်တဲ့အလုပ်ဟာအပေါ်ယံလိလာယုံလောက်နဲ့တက်မြောက်နိုင်တဲ့ပညာမဟုတ်ပါဘူး။အဲ့ဒီလိုပဲလူတွေကလူဘဝထဲလူအထက်ကလူဖြစ်ချင်ရင်တော့သူများနည်းတူဟန်ဆောင်တတ်ရုံတရုပ်ဆောင်တတ်ရုံအသွင်ယူတတ်ရုံနဲ့မရပါဘူးအခြေအနေအချိန်အခါနေရာဒေသအလိုက်အသားတကျလှုပ်တန်းမှဖြစ်နိုင်တာပါအခြေခံအားဖြင့်ဟန်လုပ်ချင်းဆိုင်ရာစီမံခန့်ခွဲမှုအမှုပညာ6ရပ်ရှိပါတယ်အဲ့ဒါတွေကတော့ဆရာကြကြအထာပေးခြင်းအထာကြကြတရုပ်ဆောင်ခြင်းပုဂ္ဂိုလ်အလိုက်အကြိုက်ဆောင်ခြင်းအကြိုက်အလိုက်အသွင်ယူခြင်းအသွင်အလိုက်ဇလန်းထွင်ခြင်းဇလန်းအလိုက်နေရာယူခြင်းပတ်ဝန်းကျင်နဲ့အနေအထားကိုအကဲခတ်ပါအခြေအနေနဲ့အချိန်အခါကိုသတိထားပါပတ်ဝန်းကျင်အလိုက်ဝတ်စားစီရင်ပါအနေအထားအလိုက်ပြောဆိုဆက်ဆံပါအခြေအနေလိုက်ပြုမှုကျင့်ကြံပါအချိန်အခါလိုက်တွာလာလှုပ်ရှားရပါမယ်အဲ့ဒီလိုပဲပတ်ဝန်းကျင်မှာရှိတဲ့
အတိုင်အဝန်းအပေါင်းအပါတွေရဲ့သဘောတဘာဝအထာအလိုက်ကိုလဲဝစ်စားစီရင်ရပါမယ်အနောက်တိုင်းညစာစားပွဲကိုဟာဝိုင်အီအင်ဂျီနဲ့ဘောင်းမီတိုဝစ်ပြီးပွဲတက်လို့မဖြစ်ပါဘူးမရတာမဟုတ်ပေမဲ့လူတွေကလူဖြစ်အောင်နေတတ်အောင်မှလူအထက်ကလူဖြစ်အောင်လေ့ကျင့်လို့ရမှာကိုမမေ့ပါနဲ့ပတ်ဝန်းကျင်ရဲ့လူမှုအဆင့်တန်းကိုအကဲခတ်ပါကိုနဲ့မဖြစ်မနေပြောဆိုဆက်ဆံရမယ်ပုဂ္ဂိုလ်တွေရဲ့အခြေခံအမှုအကျင့်တွေကိုမှတ်သားပြီးပြောဆိုဆက်ဆံတတ်ရပါမယ်ကိုပတ်ဝန်းကျင်ကလူတွေရဲ့အမှုအကျင့်နဲ့ဆန့်ကျင်တဲ့အပြုအမူမျိုးအနေအထိုင်မျိုးမဖြစ်စေပဲအသားတကျဖြစ်သွားအောင်နေပါအတုခိုးပြီးဘသူမှသတိမထားမိမဲ့အနေအထားမျိုးတော့အရောက်မခံပါနဲ့အချိန်အခါလိုက်ကိုကိုလူတွေသိအောင်သတိထားမိအောင်ဂရုစိုက်လာအောင်နေတတ်ရပါမယ်ဒါကိုဆရာကြကြအထာပေးတယ်လို့ခေါ်ပါတယ်ကိုရဲ့ပြောဆိုဆက်ဆံပုံလေယူလေသိမ်းစကားလုံးအသုံးအနှုန်းတွေကိုသတိထားပါတူငါပြောသလိုမျိုးပေါ့ပါပြောပါလွန်ကျူးမလုပ်ပါနဲ့ကိုပေးထားတဲ့အထာအတိုင်းတဘာဝကြကြတရုပ်ဆောင်ပါလောက်ကျန်အနေနဲ့ဟန်လုံနေမဲ့အစားကိုနဲ့ကိုက်ညီတဲ့ယဉ်ကျေးမှုတဘာဝအနေအထိုင်အပြောအဆိုအပြုအမူမျိုးကိုပဲပြည်ပြင်းအောင်တရုပ်ဆောင်ပါကိုနဲ့ပြောဆိုဆက်ဆံရမယ့်လူအလိုက်သူ့အကြိုက်ကိုသိအောင်လုပ်ပါသူ့အကြိုက်ဖြစ်နိုင်မဲ့အနေအထားမျိုးရောက်အောင်ဟန်ဆောင်ကောင်းနိုင်ရပါမယ်တစ်ဖက်လူကကိုယ့်ရဲ့အထာကိုသဘောပေါက်သွားပြီကိုတရုပ်ဆောင်မှုနောက်ကောက်ပါလာရင်အကြိုက်တွေ့နေတဲ့အနေအထားအရာအထင်ကြီးသွားအောင်လုပ်တတ်ရပါမယ်တစ်ဖက်လူအထင်ကြီးအောင်လုပ်လို့ရတာတွေကတော့အပြောအဆိုကပထမအနေအထိုင်ကဒုတိယအစားအသောက်ကတတိယအမှုအကျင့်ကစရုပ်ထားဖြစ်ပါတယ်လူတယောက်တည်းကိုပဲအဓိကထားပြောဆိုဆက်ဆံရမယ်ဆိုပေမဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုဖြစ်ပယ်ထားလို့မရပါဘူးအဲ့ဒီလူရဲ့အကြိုက်အထင်ကြီးမှုကပဲအရေးကြီးတာမဟုတ်တဲ့အတွက်ပတ်ဝန်းကျင်တစ်ခုလုံးကိုခြုံငုံပြီးအားလုံးရဲ့သတိထားမှုကိုစွမ်းဆောင်နိုင်ရပါမယ်ဒါကြောင့်ကိုယ့်ရဲ့ဟန်ဆောင်မှုတရုပ်ဆောင်မှုကဗราဏပုဂ္ဂိုလ်အတွက်သာမကပတ်ဝန်းကျင်တစ်ခုလုံးအတွက်ကိုပါစီလျော်တဲ့အသွင်ယူမှုဖြစ်ရပါမယ်။ဘယ်တော့မှကွဲထွက်နေတဲ့အသွင်ယူမှုမျိုးနဲ့လူကြားထဲမသွားရပါ။အားလုံးနဲ့တပြေးညီဖြစ်နေရပါမယ်။ပြီးတော့မှအားလုံးထက်ကိုကထင်ပေါ်သွားအောင်ဆရာကြကြအထာပေးပြီးအကြိုက်အလိုက်အသွင်ပြောင်းပါ။ဇာယိုးကြီးကိုဘယ်သူမှမကြည့်ချင်ပါဘူး။ဘယ်ဇလန်းမဆိုစိတ်ဝင်စားစရာပါအောင်မှဆက်ပြေးကြည့်ကျင်ကြတာပါကိုယ့်ရဲ့သရုပ်ဆောင်မှုကပြင်းတွယ်ဖြစ်နေလို့မရတဲ့အတွက်တခါတလေဇလန်းထွင်ပြီးဒရမာခင်းသိရင်ခင်းရပါမယ်လမ်းကျုပ်ဇလန်းဖြစ်ရမှန်ဇလန်းတစ်ခုခုပြောပြီးလူထင်ကြီးအောင်လုပ်တာမျိုးအစားအသောက်အရသာကိုချီကျူးအပြစ်တင်ပြီးဒရမာခင်းတာတို့လုပ်ရပါမယ်ဘဝဆိုတာစင်မြင့်ပေါ်မှာအခန်းဆက်ကပြနေရတဲ့ဇလန်းနဲ့တူပါတယ်ဒါကြောင့်ဇလန်းကောင်းတဲ့သရုပ်ဆောင်တတ်ဖို့လိုပါတယ်ဇလန်းကောင်းတစ်ခုကိုအကောင်းဆုံးသရုပ်ဆောင်တိုင်းလူအထာပါနဲ့သွားပြီလို့မဆိုနိုင်သေးပါဘူးကိုရွေးလိုက်တဲ့ဇက်ကောင်ကနေရာမှန်ဖို့လိုပါသေးတယ်အထင်ကြီးစရာလေးစားစရာမက်လောက်စရာဇက်ကောင်နဲ့တရုပ်ဆောင်သိရင်တရုပ်ဆောင်ရပါမယ်ဒါပေမဲ့အခြေအနေအထားလိုက်ကို့အနေနဲ့ဝမ်းနည်းစရာကြေကွဲစရာတနာစရာဇက်ကောင်နဲ့တရုပ်ဆောင်မှဖြစ်မယ်ဆိုရင်လေဝေမလေးပါနဲ့အဲ့လိုမဟုတ်ဘဲရက်ဆက်ဖို့ကြမ်းတမ်းဖို့လိုလာရင်အတွေ့မများပဲလူဆိုးနေရာမှာအကောင်းဆုံးတရုပ်ဆောင်လိုက်ပါကိုဘဝရဲ့ဇလန်းမှာနေရာဆုံးတရုပ်ဆောင်တတ်ရင်သူများဘဝရဲ့ဇလန်းကိုအစအဆုံးမသိနိုင်ပဲမနေပါဘူးလူချင်းနားလည်ဖို့မလွယ်ပေမဲ့ဇလန်းအလိုက်တရုပ်ဆောင်ပုံကတော့တူကြပါတယ်ဒါကြောင့်လူထက်လူဖြစ်နိုင်အောင်အမှုပညာကောင်းတစ်ခုတော့တတ်ထားဖို့လိုပါတယ်သူ့ကိုကြည့်လိုက်ရင်ဘာမှမဟုတ်တယ်လို့ပဲပေါ့ဟုတ်တယ်မလား
ဒါပေမဲ့ကြည့်တတ်ရင်မြင်နိုင်ပါတယ်လေမကြည့်တတ်လို့သာဘယ်နေရာမှာဘလို့တဲလွန်စားပေးနေလဲမသိတာပါအရာအားလုံးကနက်နက်ရှိုင်းရှိုင်းဖြစ်နေကြတယ်ဆိုပေမဲ့အပေါ်ယံအလွှာလေးရဲ့နောက်ွယ်ကိုလှန်လို့နိုင်လိုက်ရင်ပဲတိတင်တိထိုက်သမျှကိုသိနိုင်နေပြီရှာလော်ဟုံးနဲ့ဝိသေသလက္ခဏာပြောင်းဆုံးရင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်အခန်း 3 ကိုဖတ်ပြလို့ပြီးပါပြီရှင်နောက်နေ့များမှာလည်းအခန်းလေးနဲ့ကျန်တဲ့အခန်းများကိုဆက်လက်ပြီးတော့ဖတ်ပြပေးသွားပါမယ်